မင်းကလေးတယောက်ကဝတ္ထုတဲကစပို့ဆက်ကောင်ဟာအရန်အူတူတူနိုင်နေဆိုပြီးသူမရဲ့တငယ်ချင်းနဲ့အတူဝေဖန်ပြောဆိုနေခဲ့တာပါဒါအပြင်အဲ့ဒီစပို့ရဲ့ချမ်းသာတဲ့ဘဝကိုလည်းသူမကမနာလိုဖြစ်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲမိုးကြိုးတွေပြစ်ချလာပြီးသူမနဲ့သူမရဲ့တငယ်ချင်းဟာဝတ္ထုစာအုပ်ထဲကိုဆွဲသွင်းခံလိုက်ရပါတော့တယ်သူမပြန်ပြီးနိုးလာတဲ့အခါမှာတော့သူမကိုယ်တိုင်ပဲအဲ့ဒီစပို့ဆက်ကောင်ဖြစ်နေတာကိုသိလိုက်ရပါတယ်မနာလိုဖြစ်မိတဲ့စိတ်ခဏလေးကြောင့်နတ်ဖျားကသူမရဲ့ဆန္ဒကိုတကယ်ပဲဖြစ်စည်းပေးလိုက်လေမဲလို့သူမလုံးဝမထင်ထားခဲ့ပါဘူးဒါပေမဲ့သူမစိတ်လှုပ်ရှားလို့တော့မပြီးသေးခင်မှာပဲရောက်ခမတွေနဲ့ခဲအိုဖြစ်သူကဟန်းထဲကိုရုတ်တရက်ဝင်လာကြပါတယ်ရောက်ခမဖြစ်သူကလင်မယားကွက်ပြက်ချင်းသဘောတူစာချုပ်ကိုစပွဲပေါ်ခက်ပြင်းပြင်းချလိုက်ပြီးသူမကိုချက်ချင်းလက်မှတ်ထိုးဖို့အမိန့်ပေးပါတော့တယ်မိန်းကလေးကသူမကိုအိမ်ကနေမနှင်ထုတ်ဖို့တောင်းပန်ရင်းခင်မုန်းဖြစ်သူကိုလည်းတေချာဂရုစိုက်ပါမယ်လို့ကတိပေးလိုက်ပါတယ်သူမကတော့တထေးမလေးတယောက်လိုအေးအေးဆေးဆေးနေချင်တာပါပဲဒါပေမဲ့သူမရဲ့ရောက်ခမဖြစ်သူကသူမရဲ့စိတ်ထဲကအတွေးတွေကိုအကုန်လုံးချနေရတဲ့ဆိုတာကိုတော့သူမမသိရှာပါဘူးခဲအိုဖြစ်သူကလည်းသူမကိုဒေါသတကြီးနဲ့ဆဲဆိုနေတဲ့အခါမိန်းကလေးကသူမရဲ့စိတ်ထဲကနေမကြေမနက်နဲ့ပြန်တွေးမိပါတယ်အမှန်တော့ဒီခဲအိုမကသူမရဲ့ခင်မုန်းကိုကြိုက်နေတာဖြစ်ပြီးပိုပြီးဆိုးတာကသူမဟာရောက်ခမကြီးရဲ့တရားမဝင်ရတဲ့သမီးဖြစ်နေတာပါပဲဒါကိုကြားလိုက်ရတဲ့ရောက်ခမအန်တီကြီးကတော့အံ့ဩမြင်တက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲခဲအိုမကမိန်းကလေးကိုလက်မှတ်ထိုးဖို့အတင်းကျပ်လုပ်နေပြီးသူမကိုယ်တိုင်ပဲမိန်းကလေးရဲ့နေရာကိုအစားထိုးမယ်လို့ပြောနေတာပေါ့ရောက်ခမကြီးကဒေါသတကြီးအော်ဟစ်လိုက်တဲ့အခါမှသာဒီမိန်းကလေးကရက်သွားခဲ့တာပါဒါကိုကြည့်ရင်မိန်းကလေးကရောက်ခမအန်တီကြီးကိုတနာသွားပြန်ပါတယ်ရောက်ခမကြီးရဲ့မိသားစုကိုရောက်ခမဖြစ်သူကဖျက်ဆီးပစ်ခဲ့တာတောင်သူတစ်ပါးရဲ့ကလေးကိုအခုထိပြုစုပြောင်းထောင်ပေးနေရတယ်ဆိုပြီးသူမကစိတ်ထဲကနေတွေးမိနေတာပါဒီအတွေးကိုကြားလိုက်ရတဲ့အခါမှာတော့ရောက်ခမအန်တီကြီးဟာဒေါသထွက်လွန်းလို့ရောက်ခမကြီးကိုတိုက်ခိုက်ဖို့ပြင်ပါတော့တယ်ဒါပေမဲ့မိန်းကလေးရဲ့နောက်ထပ်အတွေးတစ်ခုဖြစ်တဲ့အန်တီကြီးအနေနဲ့စိတ်ကိုထိန်းပြီးကိုမဖျက်ဆီးမိပါစေနဲ့ဆိုတာကိုကြားလိုက်ရတဲ့အတွက်အန်တီကြီးကစိတ်ကိုပြန်ထိန်းလိုက်ပါတယ်အဲ့ဒီနောက်ရောက်ခမကြီးကိုချင်းရိုက်တာပါလို့အကြောင်းပြပြီးပါရိုက်လိုက်တယ်လို့ကွဲပြက်ခြင်းစာချုပ်ကိုလည်းစုပ်ဖြတ်ပစ်လိုက်ပါတော့တယ်ရောက်ခမအန်တီကြီးကမိန်းကလေးကိုခင်မုန်းဖြစ်သူရှိတဲ့စီခေါ်သွားပေးတဲ့အခါမိန်းကလေးကခင်မုန်းကိုမြင်ချင်းပဲချစ်မိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူရဲ့လက်ချောင်းလေးတွေလှုပ်ရှားလာတာကိုအန်တီကြီးကသတိထားမိသွားတာပါဆရာဝန်ကိုခေါ်ပြီးစစ်ဆေးလိုက်တဲ့အခါမှာတော့ခင်မုန်းဖြစ်သူပြန်ကျန်းမာလာမဲ့လက္ခဏာတွေတွေ့လိုက်ရပါတယ်မိန်းကလေးရဲ့စိတ်ကူးတွေကိုခင်မုန်းဖြစ်သူကလည်းကြားနိုင်တယ်ဆိုတာကိုအန်တီကြီးကရိပ်မိသွားတဲ့အတွက်မိန်းကလေးကိုခင်မုန်းဖြစ်သူနဲ့အတူနေတိုင်းနေခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခင်မုန်းဖြစ်သူရဲ့ဝမ်းကွဲညီမကအခန်းထဲကိုဝင်လာပြီးခင်မုန်းဖြစ်သူကိုအမြန်သေးပါစေလို့ကျိန်စာတိုက်ပါတော့တယ်မိန်းကလေးကတော့အဲ့ဒီဝမ်းကွဲညီမရဲ့အမှန်တရားကိုချက်ချင်းသိလိုက်တာပေါ့သူမဟာရောက်ခမကြီးရဲ့လျှို့ဝှက်မရငယ်ဖြစ်နေပြီးသူမကြောင့်ပဲခင်မုန်းဖြစ်သူကသတိမိနေရတာဆိုတာကိုမိန်းကလေးကစိတ်ထဲကနေသိနေတာပါဒါကိုကြားလိုက်ရတဲ့ရောက်ခမအန်တီကြီးကလည်းဒေါသထွက်ပြီးအဲ့ဒီဝမ်းကွဲညီမကိုပါရိုက်ပစ်လိုက်ပါတယ်ဝမ်းကွဲညီမရဲ့အော်တန်ကြောင့်ရောက်ခမကြီးနဲ့အဖွားအိုကြီးကရောက်လာကြပါတယ်အဖွားအိုကြီးကသူမရဲ့ယာတုကုန်ရှိန်ကိုသုံးပြီးရောက်ခမအန်တီကြီးကိုနေတိုင်းနှိပ်စက်နေခဲ့တာပါမိန်းကလေးကရောက်ခမအန်တီကြီးအတွက်စိုးရိမ်နေတော့မှပဲအဖွားအိုကြီးကအဲ့ဒီဝမ်းကွဲညီမကိုရုတ်တရက်ပါရိုက်လိုက်ပါတယ်ရောက်ခမကြီးကကြားထဲကနေဝင်ပြောဖို့လုပ်ပေမဲ့သူလည်းပါရိုက်ခံလိုက်ရပြီးအားလုံးအခန်းပြင်ကိုနှင်ထုတ်ခံလိုက်ရပါတယ်အခန်းထဲမှာမိန်းကလေးတယောက်တည်းကြံခဲ့တဲ့အချိန်မှာတော့အဲ့ဒီအဖွားအိုကြီးဟာတကယ်တမ်းမှာသူမနဲ့အတူဝတ္ထုတဲကိုပါလာခဲ့တဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကြီးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်